ဒီနေ့မှာတော့ငလင်လှုပ်ပြီးနောက်လူခန္ဓာကိုယ်ဘယ်လိုအကျိုးသက်ရောက်လာနိုင်လဲဆိုတာကိုမျှဝေပေးသွားပါမယ်။ငလင်လှုပ်ပြီးနောက်ကျန်းမာရေးဆိုင်ရာအရာရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများသည့်ရေရှည်ပြဿနာများဖြစ်လာနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာအရာအထူးသဖြင့်ကျမတို့ရဲ့လေပင်ပခုံးနဲ့နောက်ကျောရှိကြွက်သားများကိုတင်းကျပ်လာစေပြီးနောက်ပိုင်းတွင်ကြွက်သားများနာကျင်လာနိုင်ပါတယ်။အများစုသည်ငလင်လှုပ်ပြီးရပ်ပိုင်းများတွင်စိုးရိမ်စိတ်ဖြင့်အေးပြက်ခြင်းခေါင်းကိုက်ခြင်းခေါင်းမူခြင်းနှလုံးခုန်လုံးမြင့်မားလာပြီးသွေးပေါင်ချိန်တိုးလာခြင်းနဲ့အခြားကျန်းမာရေးပြဿနာများကိုကြုံတွေ့ရနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာအရာ Post Traumatic Stress Disorder PTSD လို့ခေါ်တဲ့ငလင်လှုပ်ပြီးနောက်စိုးရိမ်စိတ်စိတ်သက်သာခြင်းနဲ့အခြားသောစိတ်ကျန်းမာရေးဆိုင်ရာအခြေအနေများစီသို့ဦးတည်သွားနိုင်ပါတယ်။ကြောက်ရွံ့မှုစိတ်ဖိစီးမှုနဲ့အဆုံးရှုံးမှုများကြောင့်အသက်ရှင်ကျန်ရည်သူများအတွက်စိုးရိမ်ပူပန်မှုနဲ့စိတ်သက်သာခြင်းကိုဖြစ်စေနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဒဏ်ရာများမဖြစ်အောင်ကုသလို့ရပါတယ်။အနားယူခြင်းစောစောအိပ်စက်ခြင်းစိတ်ကိုတည်ငြိမ်အောင်တရားထိုင်ခြင်းရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကောင်းမွန်အောင်အားကစားလုပ်ခြင်းသို့မဟုတ်ယောဂကျင့်ခြင်းစသည့်နည်းလမ်းများအသုံးပြုပြီးကုသနိုင်ပါတယ်။